ကြောင့်လူသားတွေကဖျားဖြစ်တယ်လဲဘာကြောင့်နတ်တွေပြမာတွေကဖျားမဖြစ်တယ်လဲဆိုလို့ရှိရင်ကြည့်လူသားဟာလူဘဝဆိုတာဒုက္ခဒုက္ခနှစ်ခုစုံတယ်ဒုက္ခဒုက္ခနှစ်ခုရှိသည့်အတွက်ကြောင့်ဆင်းရဲတယ်လဲချမ်းသာတယ်လဲလူတွေဟာဆင်းရဲလိုက်ချမ်းသာလိုက်ဆိုတော့လူတွေရဲ့စိတ်မှာတတိပုံမြဲတယ်လို့ဆိုတယ်တတိရှိလာတတ်တယ်ပေါ့လူတွေဟာအကောင်းလဲတွေးတယ်အဆိုးလဲတွေးတယ်ဆိုတဲ့အခါအဆိုးတွေးတဲ့အခါလူတွေဟာတတိရှိလာတယ်တန်ဝေကတွေဖြစ်လာတတ်တယ်နတ်တွေကြတော့အမှန်တမ်းချမ်းသာနေသည့်အတွက်ကြောင့်သူတို့ဘဝဟာပြီးဆုံးနေသည့်အတွက်ကြောင့်တတိသိပ်မကောင်းဘူးသူတို့ကအပျော်ပါးပဲမှာစိတ်ဟာနှမျောနေတာပဲများတယ်ပေါ့အဲ့တော့ပြမာတွေကလည်းပဲထို့တူပဲသူတို့ဆန်ချမ်းသာနဲ့သူ့ဘဝချမ်းသာနဲ့ပျော်မွေ့ပြီးတော့နေကြတာဖြစ်တယ်ပေါ့လူဘဝကြတော့အဲ့ဒါလိုမဟုတ်ဘူးဆင်းရဲတယ်လေချမ်းသာတယ်လေအဲ့လိုနေသည့်အတွက်ကြောင့်လူတွေဟာတတိတံဝေကရှိပြီးဆင်းရဲကလွတ်ချင်တော့ကုသိုလ်ကောင်းမှုတွေလှုပ်လာကြတယ်လှုပ်လာသည့်အတွက်ကြောင့်လူဘုံကိုနတ်တွေကသတ်မှတ်တယ်တကယ်အကောင်းဆုံးသုဂတိဘုံဖြစ်သတ်မှတ်ကြတယ်ဘာကြောင့်လဲဆိုရင်လူဘုံဟာအခွင့်အရေးအရှိဆုံးပဲလူဘုံဟာပြောမယ်ဆိုရင်တကယ်ကိုလမ်းလေးกว่าဒီဘယ်လမ်းသွားကြိုက်တဲ့နေရာကိုသွားလို့ရတယ်လမ်းလေးစုံကြီးနဲ့အလားတန်တူတယ်ပေါ့ကုသိုလ်ကောင်းမှုလုပ်ပြီးနတ်ပြည်သွားမလားဇန်တရားအထုတ်ပြီးပြမပြည်သွားမလားမကောင်းတာလုပ်ပြီးတော့ဒုစရိုက်ပုံတွေသွားမလားနော်အပင်ငယ်သွားမလားဆိုလူပြည်ကအလဲဘိုးမှာရှိနေတယ်ဒါကြောင့်မို့လူပြည်ဟာတန်ဖိုးရှိတယ်ပေါ့အဲ့တော့လူပြည်ရဲ့မှန်ကန်တဲ့ရည်ရွယ်ချက်ကတော့လူဘဝရောက်လာလို့ရှိရင်လူတွေရဲ့ဂုဏ်သိက္ခာမကောင်းတဲ့အလုပ်တွေကိုရှက်ချင်းကြောက်ချင်းဆိုတဲ့လူဂုဏ်သိက္ခာနဲ့ပြည့်စုံအောင်နေတဲ့နဲ့ပေါ့အဲ့ဒါမှလူဖြစ်လာခြင်းအကျိုးရမှာဖြစ်